ဒီလူဟာAR39ချိန်တိုင်းတေဆုံးပြီးပြန်လဲရှင်းတတ်ခဲ့သူပါသူဟာနေ့တိုင်းအသက်ခံနေရတာပါတခါတလေမှာတော့သူ့ရဲ့ဦးကောင်ဟာရှည်လျားတဲ့ဓာလာတစ်ခုနဲ့အဖြတ်ခံရတတ်ပါတယ်တခါတလေမှာတော့အမွှာကြီးကိုနှစ်ယောက်ရဲ့ခြေထောက်ကိုတနက်နဲ့အဖိတ်ခံရတတ်ပြီးတခါတလေမှာတော့လူပူလီလူကြံတက်ဖြတ်သူရဲ့ဘုံခွဲမှုကြောင့်လေထဲကိုလွင့်စင်သွားရပြန်ပါတယ်တခါတလေမှာတော့သူဟာမနက်စာအေးဆေးစားချင်ုံတက်ပါပဲဒါပေမဲ့သူ့ရဲ့စင်ဘက်ကိုငါးဖန်းလန်တက်နဲ့အထိုးခံလိုက်ရပါတယ်လူကြံတက်ဖြတ်သူကသူ့ကိုယဉ်ကျေးပြူမှာဆိုအလေးပြူပြီးလက်မဘော်တွေပေါ်မှာကြွတ်တိုက်ဆွဲခေါ်သွားပါတော့တယ်ဒါပေမဲ့နောက်တစ်နေ့မှာတော့သူဟာအဲ့ဒီနီလန်အတိုင်းပဲလူကြံတက်ဖြတ်သူရဲ့စင်ဘက်ကိုငါးဖန်းလန်တက်နဲ့ပြန်လဲထိုးနှက်ခဲ့ပါတယ်သူတည်ဆုံးသွားတိုင်းအဲ့ဒီနေ့မနက်ခင်မှာပဲသူပြန်နိုးလာပြီးတနေ့တာလုံးကိုထက်ခါတလဲဖြတ်တန်းဖို့အတင်းကျပ်တခိုင်းခံနေရတာပါဒါကြောင့်သူဟာအတင်းစိတ်အချက်လက်တိုင်းကိုမှတ်မိနေပါတယ်လုတ်ကြံတက်ဖြတ်သူရဲ့တိုက်ခိုက်မှုတိုင်းကိုအေးအေးဆေးဆေးရှောင်တိန်နိုင်တယ်လို့ကိုပါကိုကော်ဖီဖြော်လီအဲ့ဒီကော်ဖီနဲ့လုတ်ကြံတက်ဖြတ်သူရဲ့မျက်နှာကိုတဲ့တဲ့ပြပောက်နေပါသေးတယ်အဲ့ဒီချိန်မှာပဲနှိုးဆက်မိလာပါတယ်သူဟာသူ့ရဲ့ဂျာဂန်အင်ဂျီကိုအမြန်ဆွဲယူပြီးပရင်ပေါက်ကနေခုန်ချရမယ့်ချိန်ရောက်လာပါပြီသူ့နောက်ကရဟတ်လီဟာချက်ချင်းပေါက်ကွဲသွားပေမဲ့သူကတော့အမိုက်ကားပေါ်ကိုအတိအကျခုန်ချနိုင်ခဲ့ပါတယ်ဘေကင်းကင်းနဲ့စဉ်းစားနိုင်ခဲ့ရင်တောင်လုတ်ကြံတက်ဖြတ်သူတွေကသူ့ကိုစောင့်နေကြတော့ပါပဲဒါကြောင့်သူဘလောက်ပဲကြိုးစားပါစေနေ့လေ12နာရီ49နာရီထက်ကျော်လွန်ပြီးသူအသက်မရှိနိုင်ခဲ့ပါဘူးဆက်ပြီးတိုက်ခိုက်နေမယ့်အစားသူတို့ဟာသူ့ရဲ့အချိန်တွေကိုတားဖြစ်သူနဲ့အတူကုံဆုံးဖို့ဆုံးဖြတ်လိုက်ပါတယ်သူတို့တားဖာဟာကစားကွင်းမှာပျော့စရာကောင်းတဲ့အချိန်တွေကိုဖျက်ဆီးနေကြပါတယ်ဒါပေမဲ့သူတို့ပြန်ထွက်လာတဲ့အချိန်မှာတော့အချိန်ဟာ12နာရီ50မိနစ်ရှိနေပြီဆိုတာသူသတိထားမိသွားပါတယ်အဲ့ဒီအချိန်မှာပဲသူ့ရဲ့ခန္ဓာကိုယ်ထဲမှာခြေရာခံကိရိယာတစ်ခုထည့်သွင်းခံထားတာဆိုတာသူနားလည်သွားပါတယ်အရင်ကမြေရောက်ခန်းထဲမှာရှိနေတော့ကလိုင်းမမိတာကြောင့်လုတ်ကြံတက်ဖြတ်သူတွေသူ့ကိုရှာမတွေ့ကြတာပါအခုတော့သူတို့တွေပြန်ပေါ်လာပါပြီကြည်စံတွေမိုးရွာသလိုကျလာတဲ့ကြားကသူဟာတားဖြစ်သူကိုကာကွယ်ဖို့အတွက်ချက်ချင်းပဲကိုယ်နဲ့ကာပြီးလိုက်ပါတယ်သူဟာ146ချိန်မြောက်အဖြစ်ပြန်လဲရှင်းတန်းလာခဲ့ပြန်ပါတယ်ဒီတစ်ခါမှာတော့သူဟာတငယ်ချင်းအောင်တစ်ယောက်စီတွားရောက်တွေ့ဆုံခဲ့ပြီးခြေရာခံကိရိယာဟာတွားလဲမှာဟောထားဖို့အကောင်းဆုံးနေရာဖြစ်တယ်ဆိုတာသိလိုက်ရပါတယ်သူဟာမကြသေးခင်ကမှတွားဆိုင်ထားခဲ့တာကိုရုတ်တရက်သတိလာသွားပါတယ်တငယ်ချင်းဖြစ်သူရဲ့တားမိချက်ကိုဂယုမဆိုင်ပဲရေချိုးခန်းတွေကိုအပြေးဝင်သွားပြီးသူ့ရဲ့သွားတွေကိုတချောင်းချင်းစီဆွဲနှုတ်လိုက်ပါတော့တယ်